ဒီတစ်ခေါက်တော့ငွေဆောင်ကို3ညအိတ်4ရက်ခရီးသွားကြရအောင်နော်4နိုင်ခွဲလောက်ထဲကအစင်သင်းစောင့်နေပေမဲ့ကားကနောက်ကျတာနဲ့9နိုင်15လုံးမှာစထွက်ဖြစ်ခဲ့ကြပါတယ်9နိုင်ခွဲလောက်မှာတော့အပြည်ကြီးမှန်တိုင်းဆိုတဲ့အဆိုင်လေးမှာမနက်စာဝင်စားခဲ့ကြပါတယ်ပြီးတော့ခရီးဆက်ခဲ့ကြပြီးတရားတွေဖြတ်လမ်းတွေဆက်ရင်နေ့လယ်12နာရီလောက်မှာတော့ကြုံကူးသူဆိုတဲ့ဆိုင်မှာနေ့လယ်စာဆိုင်ခဏဝင်နာဖြစ်ခဲ့ပါတယ်တနင်္လာ45လောက်မှာတော့မိုးပွဲလေးတွေနဲ့အတူငွေဆောင်ကိုရောက်ခဲ့ပြီးမြဲဟိုတယ်အဝင်မှာကားဆရာလမ်းမှာပြီးကမ်းခြေတစ်လျှောက်ကားလိုက်စီးခဲ့ရတာမို့2နာရီခွဲမှမိနစ်တဲမဲ့ The Village Resort ကိုရောက်ခဲ့ပါတယ်reception မှာအခန်းတော့စောင့်နေတော့နေပူကြီးတဲ့ကမ်းခြေဘက်ကိုအပြေးလေးခဏသွားပြီးကြည့်ဖြစ်လိုက်သေးတယ်အခန်းတွေက3တက်မှမို့တညောင်တက်လိုက်ရပေမဲ့အခန်းထဲဝင်လိုက်တော့ကျယ်ဝန်းတက်ရက်ပြီးဝရန်နာက view လေးရလဲလှနေလို့အမောပြေသွားခဲ့တာပေါ့ကွယ်ဒါကတော့အမေတို့နေပြစ်ခဲ့တဲ့3ယောက်ခန်းလေးပါဒီခန်းလေးကတော့မင်းတို့သားမီးနေဖြစ်ခဲ့တဲ့2ယောက်ခန်းလေးပါ extra bed လေးတွေကလည်း green ပုံစံလေးနဲ့မို့အရင်အောင်အဆင်ပြေပါတယ်ငွေဆောင်ရဲ့နေဝင်စီးစာလေးကလည်းလှနေလိုက်တာနော်ဟိုတရထွက်လိုက်တာနဲ့ဒီလိုဈေးဆိုင်ကန်းလေးတွေရှိနေတာဆိုတော့ညဘက်လမ်းလျှောက်ထွက်ရင်ဟိုတီတီရှောက်ကြည့်လို့လည်းရပါသေးတယ်ဟိုတယ် restaurant မှာဒီလို steak show ဖြောပြမှုလည်းရှိသေးတယ်နော်မနေ့ဆိုအစောကြီးနိုးနေတော့ရေလိုင်းတန်လေးတွေနားထောင်ရင်စာအုပ်လေးဖတ်လိုက်အလှပြင်ဝတ်စားလဲပြီးကန်းချီမှာပုံလေးတွေတွားရိုက်လိုက်နဲ့အလုံးရှုံနေတော့မင်ပေါ့နော်ယောဂန်ကလေးတွေရဲ့ photo scale ကလေတကယ်ကိုချီးကျူးစရာပါပဲကွယ်ဒါကတော့ TikTok ရိုက်ဖို့ပြင်ဆင်နေကြတဲ့မင်းတို့တူကြီး2ယောက်ပါတနကားချစ်သူတွေအတွက် hotel reception နားမှာဒီလိုတနကားကြောက်တင်လေးလည်းထားပေးထားတယ်နော်ညနေခင်းပိုင်းတွေဆိုရင်လည်းအုံစိမ်းလေးတောက်လိုက်ကန်းချိန်မှာခရုလေးတွေတောက်ကောက်လိုက်နဲ့အလုပ်တွေရှုပ်နေပြန်ရောဟိုတယ်ကကျွေးတဲ့ breakfast buffet ကလည်းအရန်ကိုစုံပြီးစားလို့ကောင်းပါတယ်ငဆော်ရွာမဟင်းငါကတော့မင်းအကြိုက်ဆုံးမို့3ရက်လုံးကိုစားဖြစ်ခဲ့ပါတယ်ဒါတွေကတော့လိုက်လာချက်ပုတ်ကမှစားဖြစ်ခဲ့တဲ့ဟင်းလေးတွေပါတော်တော်အဆင်ပြေပြီးစားကောင်းခဲ့ပါတယ်
တတိယနေ့မှာတော့မိုးမခစင်စခန်းကိုသွားလည်ဖြစ်ခဲ့ကြတာလေးပါဓပုံရိုက်စရာနေရာလှလှလေးတွေအများကြီးရှိတဲ့ဂျပန်ကော်ဖီဆိုင်လေးလည်းရောက်ခဲ့ပါသေးတယ်အပြန်မှာတော့ view point ကိုခဏဝင်ဓပုံရိုက်ကြပြီးချစ်သူများကျွန်းလည်းဝင်ပြီးခဲ့ကြပါတယ်ဟိုတယ်ပြန်ရောက်တော့လဲနေဝင်စည်းစာလေးရရမ်းလှနေတော့ပုံလေးတွေထက်ရိုက်ပြကြပြန်ရောနောက်နေ့ဆိုပြန်ရတော့မှမို့ငွေဆောင်ရဲ့ night market ကိုလည်းရောက်အောင်သွားပြစ်ခဲ့ပါသေးတယ်မပြန်ခင်နောက်ဆုံးညလေးမို့ရေလိုင်းတန်လေးတွေနားထောင်ရင်ကမ်းခြေနာအကြာကြီးထိုင်ပြစ်ခဲ့ကြသေးတယ်မလန်းမကမ်းမှာရှိတဲ့တဲလေးတွေကလည်းကာရာအိုကေချင်းလေးတွေနဲ့ချုပ်ပြီးနေရနော်နောက်နေ့မနက်မှာတော့ကမ်းခြေဘက်လမ်းတစ်ဘက်လျှောက်ရင်ပင်လယ်ကြီးကိုနှုတ်ဆက်ဖြစ်ခဲ့ပါတယ်ဟောပြန်ကန်ဒီမှာမိုးတွေရချလိုက်တာများကြည့်ပါအောင်ပတ်ဝန်းကျင်တစ်ခုလုံးစိမ့်ဆူအုံမိုင်းလို့နော်ဒါလေးကတော့ပြန်ကန်ဒီမှာရိုက်ဖြစ်ခဲ့တဲ့မိသားစုအမှတ်တရပုံလေးပါရန်ကုန်ပြန်ရတော့မှမို့ကားပေါ်တက်ပါပြီနော်အားလုံးပဲဘိုင်ဘိုင်နောက် vlog လေးတွေမှာပြန်တွေ့ကြမယ်နော် see you next video စိုးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော် thanks for watching